ချမ်းပါဒီတော့မကောင်းပစွန်တီးလုံးနဲ့ありがとうございましたそうですねနေရယူမယ်ဆိုရင်အားလုံးပဲမင်္ဂလာပါခင်ဗျာ LP Diary Page ကနေပြန်လည်ကြိုဆိုပါမယ်ဒီနေ့ကတော့ဘာမှထူးထူးလောက်ဆံမရှိဘူးပေါ့နော်အကြောင်းလည်းမတက်ရဘူးဘာမှလည်းလောက်ဆံမရှိဘူးဆိုတော့ပြင်သွားပါမယ်အခုကတော့ကိုချမ်းမွေးနေမဟုတ်လိုက်ကျွေးမယ်ဆိုလို့မဟုတ်လိုက်စားလိုက်ပါအောင်မယ်လိုက်ခဲ့ပေးကြပါအောင်ခင်ဗျာတက်တာဟုတ်ပါပြီငါ့ကိုအဲ့ဟာလုပ်ပေးအောင်လေငါ့ကိုလည်းတင်ပေးအောင်လေအဲ့လိုမျိုးမထက်မြက်လာပါပြီကိုဟင်းရောကိုဟင်းကအိမ်ကနေလာမှာလေသူတို့ကအဲ့အလုပ်ကြောင်မအောင်တော့အဲ့လိုမျိုးတစ်လုံးရရတယ်ကိုချမ်းကားစီကိုတွားနေပါလေကားတော့မရှိဘူးပေါ့ဗျာသူများနိုင်ငံမှာဆိုအဲ့တော့သူများကားကစီပါတော့ဆောင်းမဲ့နေရာတော့ရောက်ပါပြီတော့ဆောင်းမဲ့နေရာကဓာတ်ရုပ် sky မှာပါအဲ့တော့အဲ့လိုရောက်ပါပြီဆောင်းအောင်ကနှစ်တကြာလို့တော်တော်ဟောင်းလော်ဘီကိုသွားမယ်နဲ့ဒီလော်ဘီကိုသွားမှာဟုတ်တယ်ကိုချမ်းပါရှုပ်ခွေးနေရတယ်ကိုချမ်းလက်ရှင်တော့ကျွန်တော်တို့ကတော်တော်ရင့်အောင်ပဲဆက်ရှစ်လွှာတော့ရောက်ပါပြီသူတို့ကဆက်ရှစ်လွှာမှာဒီတိတ်ကတ်ထုတ်ရတော့ပေါ့ကဲဒါယူမှာမရိုက်ပြီးလိုက်ရဘူးပေါ့ဟုတ်တယ်နောက်ဆက်ခုနလွှာမှာအရင်ထပ်ပုံရိုက်လို့ရပါတယ်ဘန်ကောက်က City View ပါသူတို့ကအဲ့လိုတလွှာကနေဆက်ရှစ်လွှာမှာအဲ့လိုတစ်ကတ်ထုတ်ပြီးရင်89လွှာမှာဒီဓာတ်ပုံရိုက်ပေါ့နော်ဓာတ်ပုံရိုက်ပြီးတော့မှတနာရီအတိမှပေးဝင်တာဒါတော့98လွှာမှာပါစားပြီးတော့ပါပြီအားလုံးစားလို့ကောင်းလားဆိုတော့ဒီတော့မကောင်းပစွန်တီးလုံးနဲ့ဒီမှာကောင်းလားမကောင်းလားမသိဘူးမကျန်တာလေခုကစားပြီးသွားပါပြီခင်ဗျာအစုံအကြီးတွေမပါတော့တိတ်တော့မကောင်းကိုတစ်ခေါက်ကတော့ပါတယ်လို့တော့ပြောတာကြောက်ပါဦးလူကြီးဆင်းရလားအေးမဟဲ့ဘူးဒီတိုင်းရေဟာမိုက်တယ်တိုင်းခုပဲသွားမှာဒါတို့ဒီနေ့ကအခုကားပါကေသွားပြီးတော့မှ Central Park ဟိုနာမည်ကြီးနေတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ဟုတ်ပါလေစပင်းကြီးတော်တော်ကြိုက်လက်ဖက်ထန်တွေလည်းပြောတယ်Central Park အသစ်ဖွင့်တဲ့ဟာရန်ကားပိတ်လို့မသွားတော့ဘူးပေါ့နော်ဆိုတော့မြို့ပြင်က Central Westgate ကိုအိမ်လေးသွားကြည့်မလို့ရှောင်းနေပါတယ်ခင်ဗျာခဲ့ပြီးကြပါဦးခုကဒီဂျပန်စတိုးဆိုင်လေးကိုသွားမလို့ပေါ့နော်ဒီ Western Central Park ကိုမသွားသေးပဲနဲ့အဲ့တော့အဲ့ယူ9မိနစ်လောက်ငါရှောင်းပါပါဒီဆိုင်လေးပါဝင်ကြည့်လိုက်ပါဦးမယ်ရွေးပါပြီ
ကလိုလဲသူဒီလိုရေးပေးထားပါတော့အစိမ်းနဲ့ယူမယ်ဆိုရင်50အနီးဆိုရင်100ဘာညာပေါ့ဒါအကုန်လုံးပေါ့အမဲကတော့အမဲဆို1000ရင်းအင်းနေပြီโอ้ย Mario နင်းတော့တဲ့ဝဝိန်တကောင်ကြောက်ပဲ ပြောတယ်အဲ့ဒီဂရီရောက်လို့ မိုက်တယ်ဟာကိုယ်ဘယ်သေးရလဲဗျခရမ်းဆိုတော့